Salon agency နဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်ဒီအတော်ဆုံးအတက်ဆုံးဆိုပြီးတော့တခါမှကျွန်တော်မပြောဘူးတချို့ agent တွေကောင်းတဲ့ agent တွေလည်းရှိပါတယ်အဲ့ဒီထဲမှာကျွန်တော်တခုပြောချင်တာကဒီ refund နဲ့ပတ်သက်လာရင်ကျွန်တော်ကအမေရိကန်အလုပ်သမားတွေအတွက်တရားမျှတမှုရှိအောင်အမေရိကန်ဆွဆောင်ပေးတယ်ဥမာဒီ90%ဆိုရင်ကျွန်တော်တို့အတက်နိုင်ဆုံး90%နေပေးလို့ရှိတယ်သို့တော့တခုရှိတာကတချို့တော့ဒီအလုပ်သမားတွေကစင်ကာပူယုံတွေကလက်မထိုးခိုင်းတဲ့ခါမှာတခါတလေကျရင်စင်ကာပူယုံဆိုတာသူကဌာနမျိုးရှိတော့သူတို့တွေကလောက်ခိုင်းတာအတင်းထိုးခိုင်းတာတွေရှိတယ်ဆိုတော့တချို့အလုပ်သမားတွေကဒါကိုသိတော့ဆရာကျွန်မလည်းမထိုးခဲ့ဘူးဆရာတို့ဒါခွင့်ပြုမှထိုးပေးလိုက်မယ်ဘာဖြစ်လဲ refund ကိစ္စတွေကကျွန်တော်တို့တာဝန်ယူပြီးတော့အလုပ်သမားတွေကလက်မထိုးလိုက်ရင်ကျွန်တော်ဘာမှလုပ်ပေးလို့မရတော့ဘူးဥပမာဒီငီလေးတင်ထားတယ်လို့ပေါ့ဒီငီလေးကသဘောထားကောင်းပါတယ်အမှန်တမ်းပြောရင်ဒါပေမဲ့အခုကျွန်တော် file လုပ်နေတာကဒီလိုမျိုးလက်မထိုးလိုက်တော့သူတို့ဘက်က1500ပဲဥပမာ refund ပြန်ပြီးတော့ကျွန်တော်တို့အတင်းသွားပြောလို့မရတော့ဘူးဒါမျိုးတွေကဆိုတော့ဒါမျိုးတွေဖြစ်နိုင်ဆိုတော့ကျွန်တော်ပြောချင်တာကလက်မထိုးခင်ထိုးတဲ့ဖြစ်ဒီ refund နဲ့ပတ်သက်လာရင်လက်မထိုးခင်မြန်မာ agent တွေနဲ့အများအားပြောပါကျွန်မလက်မထိုးနိုင်သေးဘူးမြန်မာ agent ကဒါလည်းသူခွင့်ပြုမှဒါလည်းထိုးမယ်ဆိုတဲ့ဟာမျိုးတွေကိုလောက်တတ်ဖို့ဒါမှဒါလည်းကျွန်တော်တို့က90%ကိုလုံးဝပြန် fight ထုတ်ပြီးတယ်90%အထက်ကတော့ fight ထုတ်လို့မရအောင်စင်ကာပူရဲ့ law ရဒါမျိုးတွေကိုကျွန်တော်ပြောပြချင်တယ်နော်